ကိုယ်ပိုင်လုပ်ငန်းတစ်ခုဗျာဒါမှမဟုတ်လည်းကျွန်တော်တို့ကိုယ်ပိုင် project business တစ်ခုကိုကျွန်တော်တို့စပြီး run ဖို့အတွက်ကဘယ်ဟာအရေးကြီးဆုံးလို့ထင်လဲအဲ့တော့တော်တော်များများလက်ခံတာရှိတယ်ကျွန်တော်ကိုယ်တိုင်ရောပဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မှာ idea ကောင်းတစ်ခုရှိရမယ်ပေါ့နော်အဲကျွန်တော်တို့မှာတကယ်စမ်းသစ်တဲ့ idea လူတွေလက်ခံတဲ့ idea တစ်ခုကျွန်တော်တို့ရှိရမယ်လို့ထင်ကြတယ်တကယ်တမ်းကျွန်တော်ဒီနေ့ခေတ်မှာကျွန်တော်တို့ idea အဲ့လောက်ကြီး primary ဟုတ်မနေတော့ဘူးဟိုအရေးမကြီးဘူးတော့မဆိုလို့ပေါ့နော်ဘာလို့ primary ဟုတ်မနေတော့ဘူးလဲဆိုတော့တကယ်တမ်းဒါမျိုးလုပ်ရှင်တဲ့သူတယောက်အနေနဲ့တရက်မှာ idea ကောင်းတွေအများကြီးထွက်နိုင်တယ်တခြားတိုင်းစဉ်းစားတဲ့အခါဒါမှမဟုတ်လေကိုယ်တိုင်တကယ်လက်တွေ့ပြဿနာတစ်ခုကိုကြုံတဲ့အခါငါဒါကိုဘယ်လိုဖြေရှင်းမလဲလို့စဉ်းစားရင်းနဲ့မှ business idea ကောင်းတွေရတာမျိုး product idea ကောင်းတွေရတာမျိုးဖြစ်နိုင်တယ်ပို့ပြီးတော့ကောင်းလာတာဒါဒီနေ့က AI ခေတ်ကြီးဗျအဲ့တော့ကျွန်တော်တို့ကAI နဲ့တူဒါဆွေးနွေးရင်းနဲ့ AI ကိုကျွန်တော်မေးရင်းနဲ့လည်းဒီ product idea တွေ business idea တွေလုပ်ရှင်တဲ့အလုပ် idea တွေကိုကျွန်တော်အများကြီးကျွန်တော်ထုတ်လို့ရတဲ့ခေတ်ဖြစ်သွားပြီအဲ့တော့ idea ကကျွန်တော်တို့အဲ့လောက်ကြီးခြားပါပြီးတော့လိုက်ပြီးကျွန်တော်တို့လုပ်နေရတဲ့ခေတ်ကြီးမဟုတ်နေတော့ဘူးအဲ့တော့တကယ်တမ်း idea တွေတော်တော်များများဒီ fail ရတဲ့ဒီ high မှာဆိုရင်လည်း idea မကောင်းလို့မဟုတ်ဘူး idea တွေကောင်းကြတယ်အဲ့တော့တကယ်အရေးကြီးဆုံးကဘာဖြစ်မလဲပေါ့ကျွန်တော်တို့တကယ်ဖြစ်လာဖို့ကဘာအရေးကြီးဆုံးလဲဆိုတော့ execution power လို့ခေါ်တဲ့ဒီ execution ပေါ့တကယ်လက်တွေ့အကောင့်ထဲပုံမှုကအရေးကြီးတာပါဘာလဲဆိုတော့ idea တွေအများကြီးရှိတယ်ဘာမှမလုပ်ဖြစ်ဘူးလဲဆိုတော့တကယ်ကျွန်တော်လက်တွေ့အကောင့်ထဲမဖော်ပြဘူးပေါ့နော်ဒီ idea ကိုတကယ်လက်တွေ့အကောင့်ထဲပေါ်တဲ့နေရာမှာကျွန်တော်တို့တော်တော်များများအချိန်ကောင်းတစ်ခုကိုစောင့်ကြတယ်အကြာကြီးကျွန်တော်တို့စောင့်ကြတယ်ဗျာကျွန်တော်တစ်ချက်ကြည့်လိုက် idea တစ်ခုကိုကျွန်တော်အကောင့်ထဲပေါ်ပြီးတော့ကျွန်တော်တို့မှာပတ်စံပမာဏတစ်ခုရောက်လာတဲ့အထိဒါမှမဟုတ်လဲကျွန်တော်တို့ဒီright time ပေါ့နော် right timing ပေါ့အချိန်ကောင်းတစ်ခုရောက်လာတဲ့အထိဒါမှမဟုတ်လဲကျွန်တော်တို့မှာ perfect ဖြစ်နေတဲ့ plan တစ်ခုရှိတဲ့အထိအဲ့မို့ကျွန်တော်တို့စောင့်ကြတယ်အဲ့လိုစောင့်ပြီးတော့မှကျွန်တော်တို့ကစကြတယ်ပေါ့ဒါပေမဲ့တကယ်တမ်းစတဲ့အချိန်မှာကျွန်တော်ကိုယ့်ရဲ့ idea ကိုမြန်မြန်ဆန်ဆန်စနိုင်တဲ့တယောက်ကစလိုက်ပြီးသွားပြီအဲ့တော့စလိုက်ပြီးတော့ तू တော်တော်လေးကိုရှေ့ရောက်နေပြီအဲ့ချိန်မှာကိုကလိုက်ဖို့ကတော်တော်လေးခက်သွားပြီပေါ့နော်တော်တော်လေးလည်းမလွယ်တော့တဲ့အနေထားပေါ့နော်ဖြစ်သွားတယ်ပေါ့အဲ့တော့တကယ်တမ်းကျွန်တော်တို့မှလိုအပ်နေတာကဘာလဲဆိုတော့အဲ့ဒီ execution power ပေါ့တကယ်စလိုက်ဖို့အရေးကြီးတာအဲ့တကယ်တမ်းပြောရင်အဲ့ execution ကနည်းနည်းလေးတော့ကျွန်တော်တို့ ਨੇ အသားမကျအောင်ကျွန်တော်တို့ idea ထုတ်တယ်ဒါပေမဲ့အသားမကျဘာလို့လဲဆိုတော့ကျွန်တော်တို့ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ကြီးပြင်းလာရတဲ့ကျွန်တော်တို့ကြောင်းနေမှာဆိုရင်တော့မှဘာလဲဆိုရင်အကုန်လုံးကျွန်တော်တို့ဗျာအကုန်လုံး plan လုပ်ပြီးတော့မှလေးလာစာရေးလေးလာပြီးတဲ့အခါမှာကျွန်တော်တို့ပြီးဆုံးအောင်ကျွန်တော်လေးလာပြီးတော့မှနောက်ဆုံးကျမှကျွန်တော်တို့က output ဆိုတာကိုကျွန်တော်တွားကြတာတကယ်လက်တွေ့ဆိုတာကိုတွားကြတာဥပမာကျွန်တော်ဆိုလို့ရှိရင်လည်းဗျာအရင်တော့အဲ့လိုအကျင့်တစ်ခုရှိရယ်ဘာလဲဆိုရင်ဟိုဟာနဲ့မှစာလုပ်တယ်ဥပမာ laptop ကောင်းကောင်းတစ်လုံးကင်မရာကောင်းကောင်းဥပမာဘလော့တွေပဲရိုက်မယ်ဆိုတော့လည်းအဲ့လိုမျိုးကင်မရာကောင်းကောင်းတစ်ခုရမှရိုက်ရှင်တယ်ပြီးရင် laptop ကောင်းကောင်းတစ်ခုရမှပဲကုတ်တင်လုပ်ရှင်တယ်ပြီးရင်ကျွန်တော်တို့လုံးဝ right time အချိန်ကောင်းတစ်ခုရမှနောက်မှကျွန်တော်တို့ယုံကြည်မှုကို motivation တခု confidence တခုရမှလုပ်ရှင်တယ်အဲ့တော့အချိန်တွေအကြောင်းမျိုးနဲ့ကျွန်တော်တို့ဗျာအချိန်တွေတခုကိုအဲ့လို waiting too long ပေါ့ကျွန်တော်တို့အကြာကြီးစောင့်ကြတယ်မစကြဘူးပေါ့နော်အဲ့တော့တကယ်တမ်းကျွန်တော်တို့ကလိုအပ်နေတာအဲ့စဖို့လိုအပ်နေတာဘာလို့ကျွန်တော်တို့ကပြီးပြည့်စုံတဲ့အနေအထားတစ်ခုဆိုတာရောက်လာဖို့မလွယ်ဘူးကွာတကယ်ကျွန်တော်တို့အတွက်ကရောက်လာဖို့မလွယ်ဥမာbusiness တစ်ခုကိုကျွန်တော်စလုပ်မယ်ဆိုရင်တော့မှကျွန်တော်တို့မှာဘာမှမလုပ်ဘူးသေးပဲနဲ့ကျွန်တော်တို့တကယ်မဟာဗျူဟာကြီးတွေတကယ်အကောင်းဆုံး plan ကြီးတွေအကောင်းဆုံးအနေအထားကြီးတွေဆိုတာကျွန်တော်တို့ရောက်လာမှာမဟုတ်အဲ့တော့ကျွန်တော်တို့အရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်တကယ်စလိုက်ဖို့လိုတာတကယ်စလိုက်ဖို့လိုတာအဲ့တော့ကျွန်တော်ဥပမာတစ်ခုပေါ့နော်ကျွန်တော် technology နဲ့နည်းနည်းလေးရှင်းပြီးတော့ပြပြအဲ့ technology လက်ရှိမှာအရင်အောင်မြင်နေတဲ့ business လို့ကျွန်တော်မပြောပါဘူးကျွန်တော်အရင်အောင်မြင်ဒါပေမဲ့ကျွန်တော်လက်ရှိမှာကျွန်တော်စခဲ့တဲ့အချိန်တွေတုန်းကလည်းဆိုင်တော်တော်လေးပြောင်းလဲသွားပြီပေါ့နော်အဲ့တော့အခုဆိုရင်ဗျာလက်ရှိကျွန်တော်တို့ရဲ့အနေအထားလေးကိုနည်းနည်းပြပြရမယ်ဆိုရင်ကျွန်တော်တို့အခုចောင်းသားတွေရှိတယ်ចောင်းသားကျွန်တော်တို့ဒါရာခဏန်းရှိတယ်ပေါ့နော်ကျွန်တော်တို့300လောက်ထိကျွန်တော်တို့ဒီ2025ထဲမှာကျွန်တော်တို့ရှိတယ်ကျွန်တော်တို့မှာ campus 2ခုရှိတယ်ပြင်ကျွန်တော်မှာ team လေးတစ်ခုရှိတယ်အဲ့တော့grow လာတယ်လို့ကျွန်တော်ပြောရင်တော့မမှားဘူးပေါ့ဗျာအဲ့တော့ဒါပေမဲ့ကျွန်တော် technology ကိုစပြီးတော့လုပ်ခဲ့ရောဆိုလို့ရှိရင်ကျွန်တော်စခဲ့တယ်ကျွန်တော်အဲ့စခဲ့တဲ့ဟာလေးကကျွန်တော်တို့အများကြီးကောင်းတယ်ဘာလို့ဆိုတော့ကျွန်တော်မှအဲ့တော့စတော့ပါဗျာအခုလိုတင်းလည်းမရှိအခုလိုလူတွေအများကြီးရှိတာမို့ကျွန်တော်တယောက်တည်းပဲ YouTube channel မှာဗီဒီယိုလေးစတင်တယ်အဲ့လိုစတင်ဖို့အတွက်ကကျွန်တော်မှ laptop account လုံးလည်းမရှိခဲ့အဲ့တော့drama ရန် show တာတော့မဟုတ်ပါဘူးကျွန်တော်ဆိုတာနယ်မြို့မှာနေတယ်ကျွန်တော် internet wifi မရဘူးကျွန်တော်တို့ဒီ USB tethering နဲ့ကျွန်တော်ထိုးပြီးတုံးတယ်ပြီးတော့ကျွန်တော်မှအဲ့လိုကင်မရာတော့မရှိဘူးဗျာ
ကျွန်တော်ဘလော့ဆိုင်တယ်ဘလော့တော့မဟုတ်ပေါ့ဒီ tutorial video ဆိုင်တော့ကျွန်တော်မှာကင်မရာမရှိဒါပေမဲ့ဖုန်းလေးတစ်လုံးရှိတယ်ကန်ကောင်းတဲ့အဲ့ဖုန်းကိုကျွန်တော်ကျိုးနဲ့ထိုးပြီးတော့ကျွန်တော် webcam အနေနဲ့သုံးလို့ရတဲ့ software တစ်ခုကိုတွေ့လိုက်တော့ကျွန်တော်မှာအဲ့ဒီဖုန်းကို webcam အနေနဲ့သုံးတယ်အဲ့လိုသုံးပြီးတော့ကျွန်တော်ကဒီ Python video လေးစလုပ်တယ်လုပ်ပြီးတော့ကျွန်တော်တင်ပြတယ်တင်ပြနေမှာတဖြည်းဖြည်းနဲ့အဲ့ဒီ gradually ပေါ့နော်အတင်နေတော့လူတွေဝိုင်းကြည့်လာတယ်ကြည့်ရင်ကျွန်တော်မှတဖြည်းဖြည်းနဲ့ပေါ့နော်ဒီလိုလေးဖြစ်လာတယ်ပေါ့ပြောချင်တာအဲ့မှာသာကျွန်တော်အကယ်၍ငါမှကင်မရာကောင်းကြီးမရှိလို့ငါမှလက်တော့ကောင်းကြီးမရှိလို့ငါမှတကယ် plan ကောင်းမရှိလို့ငါမစခဲ့ဘူးဆိုရင် technology ကဒီလိုဖြစ်လာမှာလည်းမဟုတ်အခုဆိုလို့ရှိရင် technology အနေနဲ့ဗျာလက်ရှိကျွန်တော် event တွေ run တယ်ရန်ကုန်မှာလည်းကျွန်တော် campus နှစ်ခုရှိတယ်မန္တလေးမှာလည်းကျွန်တော်တစ်ခုရှိတယ်အဲ့တော့ဒီကကျွန်တော်ရဲ့အဲ့ဒီလောက်ခဲ့တဲ့ decision တွေထဲမှာအမှန်ဆုံးကဘာလဲဆိုတော့အဲ့ဒီ execution လို့ခေါ်တဲ့လက်တွေ့အကောင့်ထဲပေါ်လိုက်တာကိုယ့်ရဲ့ idea ကိုတကယ်လက်တွေ့ဘဝကိုတည်လာလိုက်တာအဲ့ဒါကျွန်တော်လုံးဝ decision တွေထဲမှာအမှန်ဆုံး decision ပဲအဲ့ကျွန်တော်တို့ကတကယ်တမ်းအဲ့လို perfect plan မလိုဘူးကွာဘာလိုအပ်တာလဲဆိုတော့ကျွန်တော်တို့ကမြန်လုပ်မြန်သွားမြန်လမ်းလုပ်ဥပမာကျွန်တော်တို့ဗျာကျွန်တော်တို့ idea မြန်ကောက်တယ်ပေါ်လိုက်တယ်ပြီးကျွန်တော်တို့နည်းနည်းစမ်းလိုက်တယ်ကျွန်တော်တို့ fail သွားတဲ့ဘိုင်းတို့ကျွန်တော်လေ့လာလိုက်တယ်ပြီးကျွန်တော်ပြန်ပြင်လိုက်တယ်အပြန်ပြောင်းနောက်တစ်ခုထပ်လုပ်တယ်အဲ့လိုမျိုးကျွန်တော်တို့ကသွားနိုင်တဲ့ skill set ပေါ့နော်အဲ့ execution power execution skills ကအရင်အရေးကြီးတာဥပမာဗျာထားပါတော့ကျွန်တော်တို့နည်းနည်းဒါကြီးကငယ်ចောင်းသားဘဝတွေကကျွန်တော်တို့ကြုံရလိမ့်မယ်အဲချို့ចောင်းသားကျွန်တော်လိုចောင်းသားမျိုးပေါ့နော်ကျွန်တော်ဆိုတာတော်ပြန်ပြင်ယူခဲ့ရတာအဲ့တော့လက်တော့အကောင်းကြီးရှိမှာဟွာလှုပ်ရှင်တယ်ဒီကလှုပ်ရှင်တယ်ပေါ့နော်အဲ့လိုလှုပ်နေတဲ့အချိန်မှာတစ်ဖက်ကចောင်းသားဒီလိုစဉ်းစားကြအောင်ចောင်းသား A ចောင်းသား B ရှိចောင်းသား A ကကျွန်တော်တို့လက်တော့အကောင်းကြီးရမှာစားလုပ်မယ် tuition ကောင်းကြီးတက်ရမှာစားလုပ်မယ်ဒါပေမဲ့ Python programming မှာညာလေ့လာ programming လေ့လာရဲဆိုမှတော့သင်တန်းအကောင်းကြီးရမှာလက်တော့အကောင်းကြီးရမှာဘာမှလုပ်မယ်အဲ့တော့ဒီဘက်ကចောင်းသား B ကကျွန်တော်လက်တော့မကောင်းလက်တော့အဆုပ်လေးပဲရှိအဟောင်းလေးနဲ့ပေါ့သူကျူတိုရီယယ်နှစ်ခုသုံးငါးတင်တန်းမှလည်းအဲ့လောက်ကြီးသူမတက်ဖြစ်ဘူးကျူတိုရီယယ်နှစ်ခုသုံးခုကြည့်တယ်လက်တွေ့လိုက်လုပ်ကြည့်တယ်လိုက်စာရီဖတ်တယ်ပြီးတော့ကျွန်တော်6လကြာတဲ့အခါမှာသူတို့နှစ်ယောက်ကိုရှင်းကြည့်တဲ့အခါမှာတော်တော်လေးကွာသွားပြီဒီဘက်ကចောင်းသားကသူဘာမှမလုပ်ရသေးသူက perfect timing တစ်ခုကိုစောင့်ဒီဘက်ကចောင်းသားကရှိရလေးနဲ့အဆင်ပြေအောင်လုပ်လွန်းနဲ့နောက်ဆုံးသူက6လလောက်ကြာတဲ့အခါမှာတော်တော်လေးကွာသွားပြီဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်အဲ့လိုပဲ business လုပ်တဲ့အခါမှာလည်းအဲ့လိုပဲ business လုပ်တယ်ဆိုရင်ချို့ဟိုဘောနော်ဟိုလှုပ်ရှင်တဲ့သူတွေဆိုရင်အများကြီးကျွန်တော်စဉ်းစားရတယ်ဘယ်လောက်ကုန်မှာဘယ်လောက်ရမှာ perfect plan တွေဆွဲရပေါ့နော်လုံးဝတကယ် business model ဒီလို plan ဒီလိုသွားမယ်အဲ့တော့တစ်ဖက်ကတရားနောက်တစ်ယောက်ကကြောက်ပါလဲဆိုတော့သူ့ရဲ့ idea ကိုမြန်ဆန်လေး MVP လို့ခေါ်ရဲကျွန်တော်တို့ဒီ product လူတွေစသုံးလို့ရတဲ့အသေးဆုံး product လေးတစ်ခုပြောင်းလိုက်ပြီးလူ10ယောက်15ယောက်လောက်ကိုပေးသုံးလိုက်ပြီးတော့မှပေးပြီးရောင်းကြည့်တယ်ဆမ်းပြီးလုပ်ကြည့်တယ်ကျွန်တော်ပြန်ပြီးအမှလမ်းလုပ်တယ်အဆင်ပြေပြန်တည်တယ်ပြန်ပြီးပြင်တယ်ပြန်လာတော့ပြန်ပြီးလုပ်ကြည့်အဲ့တော့အဲ့ဒီလူနေရာကိုရှင်းကြည့်တဲ့အခါမှာ3လဒါမှမဟုတ်5လလောက်ကြာပြီးတဲ့အခါမှာတော်တော်လေးကွာသွားပြီဒီဘက်ကလူကဘာမှမစရသေးဘူးဒီဘက်ကလူကအချိန်မှာသူ lesson လမ်းတွေအများကြီးလုပ်ပြီးသွားပြီလူတွေနဲ့အများကြီးဆက်သွယ်ပြီးသွားပြီလူတွေအများကြီးလုပ်ပြီးသွားပြီဒီပြပြပြီးသွားပြီ present လုပ်ပြီးသွားပြီအဲ့တော့အဲ့ဟာကြီးပါအရင်ကွာသွားတယ်အဲ့တော့တစ်ဘက်ကကျွန်တော်တို့ imagination ဆိုတဲ့နေရာမှာပဲရှိတဲ့အချိန်မှာတစ်ဘက်ကတကယ်ဒီ information တွေကိုရပြီးသွားပြီအဲ့တော့နောက်ပိုင်းကျွန်တော်တို့တွားတဲ့အခါမှာအရန်ကွာသွားပြီပေါ့အဲ့တော့အဓိကကဘာလဲဆိုတော့ကျွန်တော်တို့ကတကူဆိုလို့ရှိရင်စပြီးလှုပ်လိုက်ဖို့ပဲလိုတာအဲ့တော့တကယ်တမ်းပြောရအဲ့စပြီးလှုပ်လို့တဲ့ဟာလွယ်တော့မလွယ်ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ risk တွေယူရမယ်ပြင်းဖို့ကောင်းတယ်ကျွန်တော်တို့နာကျင်မှုတွေရှိတယ်နည်းနည်းလေးတရက်မှာအဲ့လို stress တွေများတယ်အဲ့တော့ဒါပေမဲ့အဲ့ဒီဟာတွေကပဲကျွန်တော်တို့အချိန်တွေတစ်ခုစီကိုတွန်းပို့ပေးမှာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်သိထားဖို့လိုတယ်တော်တော်များလက်ခံထားတာကကျွန်တော် plan လုပ်တယ်အဲ့ plan ပေါ်မှာ motivate ကြည့်ပြီးတော့ confident ရလာတယ်အဲ့ပေါ်မှာစပြီးတော့ action ယူတယ်ပြီးတော့မှဒီနောက်ဆုံးအလုပ်ဖြစ်သွားတယ်ဆိုတဲ့ဟာကိုလူတွေကထင်ကြတယ်တကယ်တမ်းကျတော့မဟုတ်ဘူးကျွန်တော်တို့က plan နံပါတ်1မဟုတ် action ကနံပါတ်1စလုပ်လိုက်တဲ့အခါမှာကျွန်တော်လုံရင်းနဲ့မှန်တာမှားတာတွေတွေ့ပြီးတော့ clarity ပေါ့နော်ကျွန်တော်တို့ရဲ့ vision လေးကပို့ပြီးတော့ရှင်းလင်းမြင်လာတယ် plan မှာကျွန်တော်တို့ကမလုပ်ကြည့်ရသေးဘူးမမြင်သေးဘူးအဲ့တော့အဲ့ဒီစပြီးတော့လုပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့က clarity လို့ခေါ်တဲ့ဒီရှင်းလင်းမြတ်သားမှုကိုမြင်လာတဲ့ခါကျရင်သိပါပြီ။အော်ငါဒီကိုဒါသွားရမယ်ဆိုတာ။အဲ့ချိန်ကျမှကျွန်တော် confidence ရောက်လာ။တကယ်အဲ့ချိန်ကျမှကျွန်တော်တကယ် confidence ရောက်လာ။အဲ့ဒါပြီးတော့မှဆက်လုပ်သွားပြီးတော့မှကျွန်တော်ကအလုပ်ဖြစ်တယ်ဆိုရှင်တွေကိုရောက်လာ။အဲ့တော့တော်တော်များများအဲ့နှစ်ခုကိုကျွန်တော်တို့လွဲကြတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အကြံပေးချင်တာကဘာလဲဆိုတော့တိတိလေးကနေစလိုက်။ကျွန်တော်တို့စပြီးတော့လုပ်လိုက်။ idea ရရမလား။စလုပ်လိုက်။တိတိလေးစလိုက်။ပြီးရင်အဲ့ဒါကိုအဲ့ဒါရ perfect ဖြစ်နေကြမလို့ဥပမာကျွန်တော်တို့ဗျာ design တွေပါဆိုရင်လုံးဝအရင်ကျွတ်ကျဲနေကြမလို့တကယ် quality အရင်
ကောင်းလက်ခံလို့ရတဲ့ quality ဆိုရပြီအရင် quality ကောင်းအခုကျွန်တော်လာဆိုတဲ့ဗျာအခုဒီ video ကိုကျွန်တော်ကSony FX နဲ့မှရိုက်မယ်လုံးဝ Sony camera ကြီးနဲ့ light တဲ့အကောင်းစားကြီးနဲ့ဒါမှမဟုတ်လဲကျွန်တော်လုံးဝ microphone လုံးဝအလန်းစားကြီးနဲ့ studio ထဲမှာရိုက်မယ်လို့စဉ်းစားလိုက်မယ်ဆိုရင်ကျွန်တော်ဒီ video ထွက်မလာတော့ဒီ video ထွက်မလာရဲ့ပြကြမို့ကျွန်တော်လူတွေကို share ပေးခြင်းနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကို share ပေးခြင်းတဲ့ idea ကလည်းမလုပ်ဖြစ်တော့လဲအလုံးမဖြစ်လာဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ကဗာလဲလက်ရှိကျွန်တော်မှရှိတဲ့ camera blog ရိုက်တဲ့ camera လေးနဲ့ကျွန်တော်တာမန်အခန်းလေးနဲ့ကျွန်တော်စလိုက်တယ်အဲ့တော့အဓိကကကျွန်တော်ဗာလဲဆိုတော့အရင် perfect ဖြစ်နေကြမလို့စလိုက်ပါအဲ့တော့ပြီးတော့ land လုံးပြီးကျွန်တော်ပြန်ပြီးတော့အဲ့ဒါ loop ပါပေါ့နော်အဲ့ဒါဆိုလို့ချင်းကျွန်တော်အလုပ်ဖြစ်မှာပါဒါကတော့ဟိုကျွန်တော်ဘက်ကပေးချင်တဲ့အကြံဉာဏ်ပေါ့နော်အဲ့တော့ဒါလက်ရှိလုံးမဲ့သူတွေအတွက်ပေးချင်တဲ့တစ်ခုတည်းသောအကြံဉာဏ်ပါပဲအဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဟို execution လုပ်ပါကိုယ့်ရဲ့ idea ကိုတကယ်စလိုက်ပါတကယ်စလုပ်ပါ land လုပ်ပါမှားရင်ပြင်ပါဆက်သွားပါအဲ့တော့ဒီဟာနဲ့ကျွန်တော်တို့အများကြီးတိစောက်လို့ရတယ်လေ့လာနေတဲ့နေရာမှာရောတခုလှုပ်ရှင်တဲ့နေရာမှာရော product တွေထုတ်ရှင်တဲ့နေရာမှာရောအများကြီးအကျိုးပြုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်